တရားနာပိဋကများကိုစားတပည့်တော်မိသူဖြိုမှာတရားတောင်းခွင့်ပြုတော်မူပါဗျာစတုတစ္ဆံအာဇာနတတပုခလိနာအာဟုရာမေတ္တာစိတ်တေနာဒီတိတုဓမ္မနိဗ္ဗာနပပကံဗန္ဒီဓမ္မဒေသနာဖြာဖြာကိုနေရတရားဟောညွှန်ပြ၍ဓမ္မကတိကအကျော်ပရမယာယောင်ကြီးဆရာတော်ကိုထေမောကြောကြားရှင်မြတ်ဖယားမယံရှင်ထံပါဝေခါစား၍တရားမြတ်ဓမ္မခံကိုနာယူရင်လူလာသည်ဖယားတပည့်တော်များသည်စတုသစ္စာအစိယေဒနာနှင့်မဟာဖြစ်တဲ့သစ္စာလေးရဲ့တရားမြတ်ကိုအာလာနန္တဟုတ်တယ်ရဲ့အမဣဒံဒီမြေမသိနိုင်ကြကုန်ပြီဖြစ်၍အာဇာနန္တရုပ်တရားကဒီလိုနဆိုတာဒီနိဟုမခရင်လံအမှန်ကိုဧကံမေမသိနိုင်ကြကုန်ပြီဖြစ်၍တပောခန္ဒီနာအမှားကိုဝေအမှန်ချင်း၍အမြင်လွယ်ချိုမောဟခေါ်ဤအမောင်တိနေအာဟုရာပြည်နိဗ္ဗာန်လမ်းစာကိုမှန်းဆလို့မမြင်တော့အောင်အမောင်တို့ကြီးပိတ်ကားစီ၍ဖြည်းစီလွှမ်းမှုအလေတော်ကြောင့်တော်ကရုဏာတခဲရတကြည်ထွားရှင်မြတ်ဖယားသည်မေတ္တာစိတ်တည်နာသံဃာနဲ့တခွင်ကအမှန်ပါကဲ့တင်မမီဟုပွားကရုဏာထားရှုလာ၍တရားယုဖိမေတ္တာစိတ်နေနိဗ္ဗာန်ပါပကံပေယံဖြာဖြာအေးခြင်းလာသည်မဟာဗိမာန်မြတ်နိဗ္ဗာန်သို့ဧကံမသွေရောက်ရှိစေတတ်သောဓမ္မရှင်ပါမဂေတကျွမ်းဝင်ပေသည်သုံးဧသိက္ခာဒေသနာကိုဓမ္မမတ္တံကိုတင်းစလံမေတ္တသာဆင်၍ပေါ်လွင်တိတာဒေသနာကိုဒေတိတုတဝိသဝကတွေကိုတကေသနာရာဖြစ်အပေသို့မလာရလေအောင်ကေမဂတနာ၍ဟောကြားတော်မူပါယံစေတနာတန်တန်နှင့်ခွင့်မှန်လျောက်ထားအပ်ပါသည်ဆရာတော်သခင်အရှင်သူမနာကိုရောမြင့်ကြီးဖယား